ရအောင်စုခဲ့လဲဆိုတဲ့နီလန်လေးကို Snow ကပြပြပေးမယ်အဲ့ဒီနီလန်ကို Snow ကိုယ်တိုင်နဲ့လုပ်ခဲ့တာဖြစ်တယ်ပြီးတဲ့ခါကျရင်အခုဆိုရင် Snow ရှိမှာပေါ့နော်ရွှေစုနေတဲ့အမားတွေလေအဲ့ဒီနီလန်လေးတိုင်းကျင့်သုံးပြီးတော့တကယ်ရွှေလေးတွေစုမိနေတာဖြစ်တယ်ပေါ့နော်ဆိုးတို့ကဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဝန်ထမ်းကတစ်လောက်ကိုတစ်ခါပဲလာစားရတယ်အဲ့လိုလာစားရတဲ့ခါကျရင်ဆိုးတို့ဘာလုပ်ကြမလဲဆိုတော့ဥမာပေါ့တစ်လောက်ကိုကတရွေးစုမယ်ဆိုရင်တရွေးအတွက်ပေါ့နော်9000ဖြစ်ဖြစ်6000ဖြစ်ဖြစ်အဲ့လောက်ကိုဖယ်ထားလိုက်ပြီးတဲ့ခါမှာကျန်တဲ့ပတ်စံလေးတွေကိုသုံးပါအဲ့လိုမဟုတ်ဘဲနဲ့သုံးပြီးတော့မှပုံမစုတယ်ဆိုတဲ့ဟာဆိုရင်တော့ဘရောမစုမိမှာမဟုတ်ဘူးပေါ့နော်ရွှေစုတယ်ဆိုတာကလေငွေရှိတဲ့လူမှစုနိုင်တာမဟုတ်ဘူးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူဆိုရင်ရွှေကစုနိုင်ပါတယ်ဒါပေမဲ့ကိုကစီကန့်ရှိဖို့နဲ့ပြီးတဲ့ခါကျရင်စတင်ဖို့ပဲလိုတာပေါ့နော်ကိုကစတင်ပြီးစုလိုက်ပြီးတဲ့ခါကျရင်စီကန့်ရှိဖို့ဆိုတာတစ်လကိုတရွေးဆိုရင်12လဆိုရင်12ရွေးတစ်ချက်သားနှီးပါရမယ်အဲ့လိုမျိုးနီလန်းလေးနဲ့စုသွားကြည့်ပါအဲ့လိုမျိုးနီလန်းလေးနဲ့ကိုလိုချင်တဲ့ပေါ့နော်ရွှေတဲ့ပစ္စည်းလေးတွေကိုပိုင်ဆိုင်နိုင်တယ်အဲ့လိုမျိုးကိုကကွာတစ်လကိုတရွေးနဲ့စုသွားပြီးနောက်ပိုင်းကျရင်စစ်ထောက်ဘေးတွေကိုကစုထားပါတော့နောက်ပိုင်းကျတဲ့ခါမှာကိုမအထည်လေးတွေလိုချင်နေဆိုရင်အထည်လေးတွေနဲ့ပြန်ပြောင်းအဲ့လိုမျိုးနီလန်းလေးနဲ့ရွှေကိုစုပါလို့အကြံပေးချင်တယ်တကယ်လို့ရွှေစုချင်တယ်ဘာမှစုရမှန်းလည်းမသိဘူးအဲ့လိုမျိုးလေးလဲစုဖြစ်ချင်တယ်ဆိုရင်တော့ Snow ရှိမှာစုလို့ရတယ်ပေါ့နော် Snow ရဲ့ Viber မှာရွှေစုတာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ရွှေစုစာကိုလုပ်ချင်တာလေးပဲဖြစ်ဖြစ် Snow ရဲ့ Viber 6584334343ညမှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ် Snow ပါ